အားလုံးပဲမင်္ဂလာပါရှင်ဆရာမကတော့အကြမ်းမြင်ဆရာမလေးအောင်မူကြီးဖြစ်ပါတယ်ရှင်ဒီနေ့ကဘာလာပြောပြတယ်လဲခေဆိုရင်ဗုဒ္ဓဘုရားဟုသားသမီးလေးတွေအတွက်ကိုလာရောက်ပြီးကောင်းခြင်းဆိုးခြင်းလေးတွေကိုကြုံတွေ့ရမယ့်အရာလေးတွေကိုဆရာမလာရောက်ပြီးဟောစရန်တင်ပေးတာဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓဘုရားဟုသားသမီးလေးတွေအတွက်လက်ပွင့်ကံပွင့်နှစ်သိမ့်မှာကံကောင်းစေဖို့အတွက်လဲဆရာမကဒီထဲမှာရာရာကောင်းကောင်းလေးတွေတင်ထားပေးပါတယ်ဖြစ်ပါတယ်ရှင်ပြီးတော့လက်ပိတ်ကံပိတ်နေကြတယ်မလားဘာလို့ဘာကန်ကန်အစစ်မပြေမှုတွေများနေတယ်ငွေအထွက်များနေတယ်ငွေကြေးကြောင့်လည်းပတ်သက်ပြီးတောကများနေတယ်မိသားစုရဲ့ကိစ္စနဲ့ပတ်သက်ပြီးခေါင်းရှုပ်နေရတယ်ငွေနဲ့ပတ်သက်ပြီးလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးအရာရာအစစ်မပြေဘူးဖြစ်နေတဲ့အချိန်ထောင်တွေ့ရပါတယ်ရှင်အဲ့တော့အဲ့ဒီအရာအလုံးကိုခက်ခဲတွေကိုကြော်လွှားသွားခြင်းနဲ့ဆရာမရေဘလို့လုံးဝမလဲဆိုပြီးတော့ရာရာတွေလာတောင်းနေတဲ့ဗုဒ္ဓဘုရားဟုသားသမီးလေးတွေအတွက်ကိုလည်းဒီထဲမှာလမ်းပွင့်ကံပွင့်ပြီးတော့ရာရာလေးတွေနဲ့ကံကောင်းခြင်းလေးတွေကိုရယူသွားမယ်ဟေးဆိုတော့လေဆရာမကရာရာကောင်းကောင်းလေးစီရင်ပေးထားတာဖြစ်ပါတယ်အဲ့တော့လိုချင်တဲ့ဟိတ်ဆိုရင်တော့ဆရာမလေးရဲ့ Facebook account မှာလာပြီးတော့လည်းမေးမြန်းလို့ရတယ်လို့ကံကောင်းခြင်းလက်ပွင့်ခြင်းလေးတွေလိုချင်တဲ့ဟဲ့ဆိုတယောက်တစ်ခေါက်နှစ်ခေါက်စီ share ပေးပါလို့မြတ်တာရက်ခံချင်ပါတယ်ဒါမှသာလျှင်ဆရာမလေးကြီးရဲ့ဟောစရန်လေးတွေရောရာရာလေးတွေရောဒီတက်မကတောင်းဝင်ပြီးတော့တိတ်တိမြောက်မှာဖြစ်တဲ့အတွက်ကြောင့်ပါရှင်အဲ့တော့ဗုဒ္ဓဘုရားဟုသားသမီးတွေဒီတလပိုင်းဆိုတဲ့အတိုင်းတာလေးမှာလက်ပွင့်မယ်ကံပွင့်မယ်စီးပွားလက်လာပတ်လေးတွေတော့အဆင်ပြေပါလိမ့်မယ်ဒါပေမဲ့လည်းမိသားစုရဲ့ပူပင်တော့ကညီကိုမနမရဲ့ပူပင်တော့ကကိုယ့်ရဲ့စိတ်ညစ်စရာလေးတွေကသူကတောင်းလျှောက်လိုက်တတ်တယ်တဲ့ဘာကြောင့်လဲဟေးဆိုလို့ရှိရင်တဘာသူတယောက်အတွက်နဲ့ကိုကစိတ်ပင်ပန်းစိတ်ညစ်နေရတတ်တယ်နော်သူများကိုကိုကကောင်းခဲ့တဲ့အရာတွေခုချိန်မှာပြောမယ်ပုံစံမျိုးဘယ်လိုမျိုးလဲဆိုရင်သူများကိုကောင်းခဲ့တဲ့အချိန်တွေဒီချိန်မှာဟဲ့ဆိုလို့ရှိရင်သူတို့ကောင်းကိုသူတို့ပဲထုခွဲတယ်လို့မျိုးဖြစ်နေတတ်တယ်ဘာကြောင့်လဲသူများကိုတနာတဲ့စိတ်ကြောင့်သူများကိုကူညီပေးခြင်းတဲ့စိတ်ကြောင့်ပြီးလို့ရှိရင်သူတို့တွေကစိတ်တက်ကြမြန်တတ်တယ်စိတ်တက်ကြမြန်တဲ့အတွက်လက်ရှိလုပ်နေတဲ့နေရာမှာမလုပ်ချင်မဲ့အလုပ်ကိုင်နေတဲ့ပတ်သက်ပြီးပြောင်းရွှေ့ခြင်းနေတတ်တယ်ပြောမယ်လေဆိုရင်တအိမ်လုံးမှာဥတီနေတာကလည်းကိုတယောက်တည်းအိမ်ကလူတွေရဲ့တောကပူပင်တွေကလည်းကိုကပဲယူထားရတယ်ဆိုတဲ့အချိန်မှာပေါ့နော်ကိုကဘယ်လိုပြောမလဲဘေးချက်နံချက်အကုန်ကြက်မိနေတဲ့အချိန်ကိုဆရာမတွေ့ရရှင်နော်ဒါကြောင့်မလို့ဘုဒ္ဓဘုသားသမီးတွေကိုဆရာမအမြဲတမ်းဟောစရန်တင်တိုင်းပြောပါတယ်အရန်လဲတနာဖို့ကောင်းသလိုစိတ်သဘောထားနဲ့ပတ်သက်ပြီးတဲ့အရန်လဲဖြူစင်တဲ့နေနံသားသမီးတွေဖြစ်တဲ့ရှင်ဗုဒ္ဓဘုရားဟုသားသမီးတွေကတခါတလေမှာဝုံတိုင်းကျဲပြီးပြောချင်အောင်ပြောတတ်ပေမဲ့စိတ်ကောင်းနှလုံးကောင်းရှိတတ်တာစိတ်သဘောထားဖြူစင်တတ်တာသူများကိုငဲ့ညာတတ်တာသူ့နေရာမှာငါရဲ့လို့စိတ်ထဲမှာအမြဲတမ်းထားတတ်တာဗုဒ္ဓဘုရားဟုသားသမီးတွေကအထိတ်ဆုံးတာရှင်နော်ပြောမယ်လေဆိုသူတို့ရဲ့အနစ်နာခံမှုသူတို့ရဲ့စွန့်လွတ်မှုတွေသူတို့ကဘယ်လိုပြောမလဲအရာအလုံးအနစ်နာခံပြီးသူများကိုကူညီပေးမယ်အပေးဆိုတာပဲရှိတာပေါ့ဘဝမှာအပေးဆိုတာပဲရှိခဲ့တဲ့လူမျိုးဒါကြောင့်မို့လို့တဲ့အဲ့ဒီအရာတွေအလုံးရဲ့အကျိုးကျေးဇူးဒီတလပိုင်းဆိုတဲ့အတိုင်းတာလေးမှာကိုကခန်းစားခွင့်ရမယ်ပြောမယ်လေဆိုလုပ်ငန်းကံကံကောင်းမယ်သူတပါချစ်ခင်ကျင်နာမယ်လက်ပွင့်မယ်ကံပွင့်မယ်မျက်နှာပွင့်မယ်ဆိုတဲ့အတိုင်းတာတွေကိုကြားရောက်တဲ့ဗုဒ္ဓဘုသားသမီးတွေတော်တော်များများကလုပ်ငန်းကိုင်ငန်းဘဝတွေကြမ်းထမ်းတာမဟုတ်ဘူးသူတို့ကအချစ်ရေးကပါကြမ်းထမ်းတဲ့လူမျိုးတွေနော်ဗုဒ္ဓဝိယမှုတွေကဘယ်လိုပြောမလဲချစ်ရေးကအစအကြမ်းထမ်းပြီးတော့ကိုပေးတိုင်းပြန်မရတဲ့အထဲမှာဒီနေနံတွေကပထမဆုံးမှာအထိတ်ဆုံးမှာတိုက်ယူထားတဲ့နေနံလေးပြောမယ်ဟဲ့ဆိုလို့ရှိရင်သူတို့ကိုယ်နိုင်ကလည်းတဘာသူစိတ်ရှမ်းသားရင်ငါတို့ပြောင်းပြော်နိုင်တယ်ဟေ့ဆိုတဲ့စိတ်ရင်လှလှကလေးရှိတဲ့အတွက်ကြောင့်လဲဘဝမှာထပ်ခဲတွေများခဲ့တာစိတ်မပြေမှုတွေကြုံခဲ့တာအဲ့လိုမျိုးရှင်เนาะအဲ့တော့ဒီတလပိုင်းဆိုတဲ့အတိုင်းတာမှာအဲ့ဒီအရာတွေကိုအတွက်ဖြူစင်ခဲ့တဲ့အရာတွေကိုကောင်းခဲ့တဲ့အရာတွေเนาะအရာအလုံးကကိုကဖြူစင်စွာနဲ့လုပ်ပေးခဲ့တဲ့အတွက်ဒီတလပိုင်းထဲမှာအကောင်းလုပ်ရင်အကောင်းရမယ်ဆိုတဲ့လတွေကိုကြားရောက်တဲ့အတွက်ရှင်တို့ကံကောင်းပြီလို့ပဲဆရာမပြောပေးချင်ပါတယ်ရှင်အဲ့တော့အဲ့ဒီကံကောင်းခြင်းလေးတွေကိုမျက်မျက်ဆက်ဆက်ရအောင်လုပ်ယူဖို့လဲလိုတယ်เนาะအဲ့တော့တကယ်လို့လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးပြောင်းရွှေ့ခြင်းနဲ့ဟဲ့ဆိုရဲဝဝပြောင်းရွှေ့လိုက်ပါလုပ်တဲ့ကံတဲ့နှစ်တဲ့မှာကံကောင်းမယ်လို့ဆရာမကပြောထားတယ်အဲ့တော့လုပ်ငန်းကိုင်ငန်းတဲ့နဲ့ပတ်သက်ပြီးပြောင်းရွှေ့လိုက်မယ်ဟဲ့ဆိုရင်နော်ကိုယ့်ထက်ကြီးကဲတွေကစကိုယ့်ကိုချီးမွမ်းခြင်းကိုယ့်ကိုမျက်နှာသာပေးခြင်းလေးတွေရရှိမယ်တဲ့နော်
နိုင်ငံရဲ့ချောင်းသွားမဲ့လူလေးတွေနော်အရင်ကဘလောက်ပဲခတ်ခဲတွေများပြားနေပါစေတဲ့ဒီချိန်မှာဟဲ့ဆိုနောက်ကတုံးဖို့မဲ့လူနောက်ကကူညီမဲ့လူပေါ်လာတဲ့အတွက်ရှောရှူထွက်သွားရမယ်အထဲမှာပါတယ်ပညာရည်ချင်းနဲ့ပတ်သက်ပြီးကိုဘဝနဲ့ပတ်သက်ပြီးကိုကသိယူနေတဲ့အရာတွေမှန်သမျှဒီချိန်မှာဟဲ့ဆိုရင်လုံးဝအဆင်ပြေချောမွေ့သွားမယ်အချိန်ခါကိုကြာရောက်ပါတယ်နော်ပြီးလို့ရှိရင်လည်းပဲဒီချိန်မှာကိုယ့်ရဲ့အခက်ခဲငွေရေးကြေးရေးအခက်ခဲသူများအတွက်ကိုဒုက္ခရောက်နေတဲ့လူတွေကအစပေါ့ဒီချိန်မှာဆိုကုညီပေးမှမဲ့လူတွေငွေကံကောင်းပဲရင်နေနေတဲ့အချိန်ကိုကရင်နေတဲ့အချိန်မှာရင်ငတ်တဲ့အချိန်မှာရေရင်းတွေကိုပြုတ်ကြတယ်ဟဲ့ဆိုတဲ့အတိုင်းပဲအဲ့လိုမျိုးတွေချက်ချင်းလက်ငင်းကံကောင်းပြောင်းလဲသွားမယ်နေနံလေးတွေဖြစ်တဲ့အတွက်ဘာတွေလုံးတဲ့တလဲဆရာမဒါတွေကိုမြင်ဆက်ရဖို့အတွက်ကံကောင်းဖို့အတွက်ဘာတွေသမီးတို့ကလုံးတဲ့တလဲသားတို့ကလုံးတဲ့တလဲဟဲ့ဆိုရင်ဖယားတရားမှာဂုံတော်ကိုပါနေ့တိုင်းကိုအိယာဝင်ခိုင်းနေတိုင်းဂုံတော်ကိုပါရွတ်ဆိုရမှာဖြစ်ပါတယ်ရှင်ပြီးလို့ရှိရင်ခညစ်3ခွက်ကိုတန်းပြီးတော့ဖယားမှာကတ်လူပူဇော်ပေးရမယ်အဲ့ဒီခညစ်ရဲ့နောက်မှာဘာလို့အဲ့လဲဟဲ့ဆိုရင်လက်ဖက်ရင်နွေးကြံလေးတင်ပေးရမှာဖြစ်ပါတယ်တကယ်လို့ကိုကတခြားနိုင်ငံကိုရောက်နေတဲ့အမိသားစုကနေပြီးတော့ကိုယ့်အတွက်လှုပ်ပေးလို့ရလားကိုစားလှုပ်ပေးလို့ရလားအရပါတယ်ရှင်ဘယ်နဲ့လှုပ်ရမလဲဆိုလို့ရှိရင်ဂုံတော်ကိုကရွတ်ဆိုတာတော့ညနေဘက်ကိုအိတ်ရွာဝင်တဲ့အချိန်ပေါ့နော်ပြီးလို့ရှိရင်အဲ့လိုမျိုးຢာတွေကလေးတွေခုနထိုင်ညက်ຢာတွေကလက်ဖက်ຢာတွေကလုံမှာတော့ရာဟုဆိုရင်ရာဟုသားသမီးမနက်ပိုင်းအစီရင်လုံရမယ်ဗုဒ္ဓကူဆိုရင်ဗုဒ္ဓကူမနက်ပိုင်းကိုစီရင်လောက်ရမှာပါအဲ့တော့ဗုဒ္ဓဦးသားသမီးတွေကတော့ဘယ်လိုပြောမလဲလဲဆိုရင်မခံစားပါနဲ့အနစ်နာမခံပါနဲ့မိသားစုအတွက်နဲ့ပတ်သက်ပြီးလက်လေရှုလိုက်ပါဥပိ္ပခပြုတ်လိုက်ပါလို့ဘယ်နည်းနဲ့မှပြောလို့မရဘူးခေဆိုတော့ဆံမကောင်းကြီးသိပါတယ်ရှင်เนาะအဲ့တော့ဒါပေမဲ့လည်းပဲအရင်ဆုံးကဘယ်လိုပြောမလဲခေဆိုရင်ကိုကအကောင်းဆုံးဖြစ်အောင်အရင်ဆုံးကိုအတွက်ကိုဘဝတော့အရင်ဆုံးကြိုးစားပါပြီးတော့မှလုပ်ငန်းကိုင်ငန်းလေးတွေကအစဘယ်အရာမှငဲ့တွက်စရာမလိုဘာဖြစ်လို့လဲဆိုဗုဒ္ဓဦးရှောင်းဦးသားသမီးတွေကကိုလုံးမဲ့အရာတွေကိုနောက်ခံအောင်အရင်ကြည့်တာပြောမယ်ဆိုဒါလေးကိုငါလှုပ်ချင်တယ်ငါလှုပ်လို့လဲအောင်မြင်လိုက်ပဲဒါပေမဲ့ငါရဲ့မိသားစုလုံးလုံးဆယ်ဒုက္ခရောက်သွားမလားအဲ့ဒီနေရာမှာဘလို့လှုပ်ရင်ကောင်းမလဲဆိုတွေ့ဝေစိတ်တွေအယမ်းများတာလှုပ်တော့မယ်အရေးပါအရာရောက်တဲ့အလုပ်တခုလုပ်မယ်ဆိုတော့တယောက်ကိုတိုင်ပင်လိုက်ရမှာတယောက်ကိုပြောပြလိုက်ရမှာအဲ့တော့ဘာတွေဖြစ်လာလဲမကောင်းတဲ့လူတွေစိတ်သဘောထားမကြည်လင်တဲ့လူတွေမဖြူစင်တဲ့လူတွေနဲ့သွားညာတဲ့အတွက်ကြောင့်မလို့ရှင်တို့ကကောင်းတာလို့လည်းကြားရမယ်မကောင်းတာတွေကိုလည်းကြားရမှာဖြစ်ပါတယ်အဲ့တော့ဆရာမလေးပြောချင်တာကိုအောင်တောင်ထဲကထွက်လာတဲ့အရာကိုရင်ဘတ်တဲ့ထွက်လာတဲ့အတွေးနဲ့ကိုကလှုပ်သွားပါနော်ဘသူ့ကိုမှတိုင်ပင်စရာမလိုသလိုဘသူ့မှလည်းငဲ့ညာနေစရာဒီထဲမှာမရှိပါဘူးဘာကြောင့်လဲဆိုရှင်တို့စူးစမ်းရင်စူးစမ်းတော့အောင်မြင်မယ်အဆင်ပြေမယ်အခုလောဆယ်ကတော့ဆရာမရဲ့သမီးတို့ကစိတ်ညစ်နေတယ်စိတ်ပယ်ပန်းနေတယ်စိတ်တော့ကများနေရတယ်များမှာပေါ့အခုမှတင်မဟုတ်ပါဘူးရှင်ရှင်တို့ရဲ့အသက်ရွယ်တိုင်းတိတက်ပြီးဆိုတဲ့အချိန်ကလေးကပူနေတာပိန်နေတာသူများကိုပေးဆက်နေတာသူများအတွက်နဲ့စိတ်ညစ်နေတာဒါတွေကရှင်တို့ရဲ့တသက်လုံးပေစင်ယူထားတဲ့အရာဖြစ်နေပြီနော်အဲ့တော့ခါကြတော့အဲ့ဒီအရာတွေကနေကောင်းသောအရာတွေကိုပြောင်းရွှေ့ဖို့ဟိဆိုရင်အရင်ဆုံးဆရာမလေးပြောသလိုကိုဘဝကိုအရင်ဆုံးကောင်းဆုံးစီရင်လိုက်ပါဒီချိန်မှာရှင်တို့အတွက်ကံကရှင်တို့အဖက်မှာရောက်နေပြီဖြစ်တဲ့အတွက်ဒီစကားကိုဆရာမပြောတော့ဖြစ်ပါတယ်အဲ့တော့ခါကြတော့ဒီချိန်မှာတော့စိတ်ညစ်စရာစိတ်ရှုပ်စရာလေးတွေကတော့ရှင်တို့ဥပိ္ပခမပြုတ်နိုင်တဲ့၍လာနေအောင်ပါပဲဖြစ်ပါတယ်ရှင်နော်အဲ့တော့ဗုဒ္ဓဦးရောင်ဦးသားသမီးတွေကျမ်းမာရေးနဲ့ပတ်သက်ပြီးကျမ်းမာရေးတော့နည်းနည်းဂရုစိုက်ရမယ်ကျမ်းမာရေးညက်တက်တဲ့မူးဝေထိုင်းမိုက်တက်တဲ့ဇက်ကြောတွေတက်တဲ့လေနဲ့ပတ်သက်တဲ့ယောဂတွေဖြစ်တတ်တဲ့ကြောချင်နဲ့ပတ်သက်တဲ့ယောဂတွေခံရတတ်ပါတယ်ရှင်ဆရာမစီမှာတစ်နှစ်လုံးဗုဒ္ဓဦးရောင်ဦးသားသမီးတွေတစ်နှစ်လုံးကကောင်းချင်တယ်ကပွင့်ချင်တယ်ဆရာမချဲကန်ချီကန်ကောင်းချင်တယ်ကိုပြောတိုင်းဆိုတိုင်းအောင်မြင်ချင်တယ်ဈေးရောင်းဈေးဝယ်ကောင်းချင်တယ်ဟဲ့ဆိုရင်တော့ဆရာမစီမှာဒီလိုမျိုးအဆောင်လေးတွေလာပြီးတော့ပူဇော်လို့ရပါတယ်ထိုင်းနိုင်ငံတနိုင်ငံပဲပို့ပေးပါတယ်ရှင်လိုချင်တဲ့လူများဆရာမရဲ့ TikTok အကောင့်အောက်မှာ Facebook လေးရှိတယ်အဲ့ဒီထဲကနေဝင်ရောက်ပြီးမေးမြန်းလို့ရပါတယ်ဆရာမစီမှာလာရောက်မေးမြန်းတဲ့လူတွေအရင်ဆုံးဖုန်းမခေါ်ပါနဲ့ဆရာမကိုအရင်စာပို့ပါဘာကြောင့်လဲဆိုဆရာမမှာလူတအားများတဲ့အတွက်ရှင်တို့ဖုန်းခေါ်လို့ရှိရင်
ပို့နေတဲ့လုံနေတဲ့အတွက်ကြောင့်မို့လို့ပြုတ်ကြတဲ့အတွက်ကြောင့်မို့လို့ပါအရင်ဆုံးစာလေးပို့ပေးပါလို့မေတ္တာရက်ခံချင်ပါတယ်ကဲဆရာမလေးရဲ့ဟောစတန်းကိုမှန်ရင်မှန်တယ်မှားရင်မှားတယ်comment မှာတစ်ချက်ရေးသွားပြီးတော့တစ်ယောက်ကို3ခေါက်4ခေါက်စီ share ပေးပါလို့မေတ္တာရက်ခံချင်ပါတယ်ရှင်အားလုံးပဲစိတ်ကြမ်းပါခြင်းကိုယ်ကြီးချမ်းပါခြင်းနဲ့ပြည့်စုံကြပါစေ